မျိုးရလုံးမင်္ဂလာပါနော်အစင်ပြေလာလို့မိကြတဲ့မျိုးရလုံးကိုလည်းလူကျေးဇူးတင်ပါတယ်ခင်ဗျာစင်ကတော့ဘလို့မှမပြေနိုင်ဘူးပေါ့ဗျာဒီလောက်နော်ဒီငလင်းနဲ့အင်တန်းကိုပျက်စီးရှုံးနေများတဲ့ငလင်းနဲ့ဖြစ်ပါတယ်နော်အဲကြတော့ကျွန်တော်လည်းလိုက်လည်းမတွေ့နိုင်ဘူးကျွန်တော်မျိုးတွေနော်ဒါအခုလိုင်းနေရလဲမကောင်းဘူးဒါဖြစ်တယ်လို့လေးမျိုးတွေအတွက်ဗီဒီယိုလေးနဲ့တင်ဆက်ပေးလိုက်တာဖြစ်တယ်ကျွန်တော်မျိုးတွေဗတ်တိုင်းเนาะကောင်းလို့ရအတွက်ဆိုရင်ဒီ835ဘူးပါကူလေးကိုလုပ်ပါ38တင်ပြီးတော့၄ခုပရိတ်အပိုင်ရှိတယ်3868မွေးဒီလောက်နဲ့ကျင်းနေပေးကြပါလို့เนาะအလုံးကျွန်တော်ပြောပါတယ်ခင်ဗျာဒါပြီးတော့ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်မျိုးအဟောင်းနေရောเนาะကျွန်တော်တို့ဂရုလေးကိုလာပြီးတော့အပေးလို့ရပါတယ်เนาะဒီဘက်ကဂရုမှာလဲမူသုံးမျိုးနဲ့ချုပ်ထားတဲ့ main ခွေတစ်ခုပဲလုံးမယ်เนาะအဲ့ဒီ main ခွေတစ်ခုပဲအပိုင်လုံးမယ်အဲ့ဒီတည်းကမှဗရိတ်တစ်မျိုးတည်းနဲ့เนาะဗုဒ္ဓဖူးမကြော်တဲ့ဗရိတ်เนาะ3ရက်တွင်ကြာမဲ့အပိုင်ဗရိတ်ကိုတင်ကနန်းတစ်ခွက်ထဲเนาะတင်ကနန်းတစ်ခွက်ထဲနဲ့ဒီ main မွေး special မွေးနဲ့เนาะအမြတ်တွေလိုချင်နေဆိုရင်ဒီကြံတွင်းအတွက်အထူးရှာဖွေထားတဲ့ဟာတွေဖြစ်တယ်။လာရောက်အားပေးလဲပါလို့ကျွန်တော်မျိုးတွေကိုဖိတ်ခေါ်ရပါတယ်။ဂရုဝင်ကြီးတောင်းခွဲနဲ့တူကျွန်တော်မျိုးတွေအတွက်အကောင်းဆုံးနေရရှိမှာဖြစ်တယ်လို့ပြောကြရင်เนาะအားလုံးမင်္ဂလာပါခင်ဗျ။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးရင်းနဲ့เนาะဂရုမှာဒီတကာမူတုံမျိုးနဲ့အပိုင်ချုပ်ထားတဲ့အခွေတစ်ခုကိုပဲအပိုင်ထိုးမယ်ဒါပြီးရင်ရှယ်မွေးဗရိတ်တစ်ခုတည်းကိုเนาะဥတီထားတဲ့3ရက်မကျော်ရှယ်မွေးမိန်းမွေးတစ်ခွက်တည်းထိုးမယ်เนาะအလုံးမင်္ဂလာပါခင်ဗျအလုံးမျိုးတွေလည်းစိတ်ချမ်းသာပြီးเนาะလူရင်ဆန္ဒတွေပြည့်စုံကြစေလို့ဆုတောင်းပေးပါတယ်เนาะအလုံးမင်္ဂလာပါခင်ဗျ